ရွာလေးရဲ့အနောက်မှာနေထိုင်တဲ့အေးမြကတော့သူမအသက်20ကျော်အရွယ်မှာပဲဖခင်ဖြစ်သူကနောက်အိမ်အောင်ပြုတ်သွားခဲ့ပါတယ်။အေးမြကတော့မိခင်ကြီးနဲ့အတူနေထိုင်ခဲ့ရင်ဖခင်ကြီးမရှိတော့တဲ့သူမရဲ့ဘဝဟာအားကိုးရမဲ့သွားတယ်လို့ခံစားနေခဲ့ရပါတယ်။သူမကတော့ဘဝကိုဘယ်လိုရှေ့ဆက်ပြီးနေသွားမလဲဆိုတာကိုပဲစဉ်းစားနေမိခဲ့ပါတယ်။အေးမြရဲ့မိခင်ဖြစ်သူကလည်းယောက်ျားဖြစ်သူကနောက်အိမ်အောင်ပြုတ်သွားခဲ့တဲ့အချိန်ကစပြီးစိတ်ထိခိုက်ခဲ့ရပြီးနေနေညညအရက်တွေကိုသာတောက်နေခဲ့ပြီးစိတ်ဖြစ်တာတို့သာနေထိုင်လာခဲ့ပါတယ်။အေးမြကတော့အမေဖြစ်သူရဲ့ခံစားချက်တွေကိုနားလည်ခဲ့ပေမဲ့လည်းအမေဖြစ်သူကအခုလိုခံစားနေရတာကိုကြည့်ပြီးကိုရောအမေဖြစ်သူကိုပါသနာလာခဲ့ပါတယ်။အေးမြကအခုဆိုရင်အမေတစ်ခုသမီးတစ်ခုဘဝမို့အလုပ်ကိုသာအမြန်ဆုံးရှာလို့ပြီးမိခင်ဖြစ်သူကိုကြွေးမွေးဆောက်ရှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အေးမြကသူတို့ရဲ့ရွာလေးထဲမှာဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်လာခဲ့တာကြောင့်အဆိုပါဆိုင်လေးမှာပဲအလုပ်ဝင်လုပ်ခဲ့ပါတယ်။အေးမြကတော့အဆိုပါဆိုင်လေးမှာအောက်ခြေသိမ်းအလုပ်တွေကိုအကုန်လုပ်ရပါတယ်။အေးမြကအခုလိုအလုပ်လုံးမှာမိခင်ကြီးနဲ့စားသောက်နေထိုင်ဖို့အတွက်အဆင်ပြေမှာဖြစ်ပါတယ်။ဆိုင်လေးမှာတော့အစားအသောက်တွေကစားလို့အရသာရှိတာကြောင့်လူတွေကတော့အများပြားလာရောက်လေးရှိပါတယ်။အဆိုပါသူတွေထဲမှာတော့ညွှတ်ဆွေကလည်းဆိုင်ကိုနေ့တိုင်းလို့လာရောက်တတ်ပါတယ်။အကြောင်းကတော့ညွှတ်ဆွေဟာဆိုင်ကအေးမြကိုသဘောကျနေလို့ပဲဖြစ်ပါတယ်။ညွှတ်ဆွေကအေးမြသတိထားမိအောင်ဆိုင်ကိုနေ့တိုင်းလို့လာရောက်တတ်ပြီးအမြဲလို့ငေးကြည့်နေတတ်ပါတယ်။ဒီလိုနဲ့ရက်တွေကြာလာတဲ့အခါမှာတော့ညွှတ်ဆွေနဲ့အေးမြတို့ကရင်းနှီးလာခဲ့ကြပြီးစကားတွေအတူတူပြောဆိုဖြစ်ခဲ့ကြပါတယ်။ညီမကအတော်ကိုကြည့်ကောင်းတာပဲ။ဒီဆိုင်မှာအလုပ်လုပ်တာကြာပြီလား။ ဟုတ်ကိုညီမဒီမှာလုပ်နေတာကြာပါပြီဆိုင်ဖွင့်ကလေးကပါ တနေ့မှာတော့အေးမြပြန်ရင်လမ်းထိပ်ကအဆောင်လေးစီကိုလာခဲ့နော်အကိုစောင့်နေမယ်ညွှတ်ဆွေကအေးမြကိုတနေရာကိုလာခဲ့ဖို့ချိန်လိုက်ပြီးညွှတ်ဆွေတယောက်တည်းအဆောင်လေးထဲမှာအေးမြလာတဲ့ဒီထိုင်ဆောင်နေလိုက်ပါတယ်မကြမီမှာပဲအေးမြလည်းရောက်ရှိလာခဲ့ပါတယ်အေးမြကိုလေးအေးမြကိုမြင်မြင်ချင်းပဲချစ်တာပါအကိုအေးမြကိုဘဝတစ်ခုလုံးစာစောက်ရှောက်ပေးပါမယ်ညွှတ်ဆွေကတော့အေးမြယုံကြည်အောင်စကားတွေကိုအမျိုးမျိုးပြောဆိုနေလိုက်ပါတယ်အေးမြကတော့ညွှတ်ဆွေရဲ့ယုံကြည်အောင်ပြောလာတဲ့စကားတွေကြောင့်အယုံလွယ်တဲ့အေးမြကလည်းညွှတ်ဆွေကိုလက်ခံလိုက်ပြီးသူမရဲ့အားကိုးရလို့ထင်မှတ်သွားခဲ့ပါတယ်ညွှတ်ဆွေနဲ့အေးမြတို့ကချစ်သူတွေဖြစ်လာခဲ့ကြပါတယ်အေးမြကတော့ညွှတ်ဆွေကိုသူမတဘဝလုံးစွာပုံအပ်ထားပြီးမကြမီအချိန်တွေမှာတော့သူမဘဝရဲ့အဖြစ်ဆိုးကြီးဖြစ်လာတော့မယ်ဆိုတာကိုတော့မသိရှိခဲ့ပါဘူး။တနေ့မှာတော့အေးမြရဲ့မိခင်ဖြစ်သူဟာယောဂကြောင့်ဆုံးပါသွားခဲ့ရပါတယ်။အေးမြကတော့မိခင်ကြီးကလည်းဆုံးပါသွားခဲ့ပြီဖြစ်တာကြောင့်ရှက်ကြီးတငင်ငိုကြွေးနေခဲ့ရရှာပါတယ်။မငိုပါနဲ့အေးမြရဲ့အကိုနဲ့လက်ထပ်လိုက်ပါ။အကိုအေးမြကိုတသက်လုံးလှုပ်ကြွေးမှာပါ။အေးမြကလည်းညွှတ်ဆွေကိုအမေကိုမရှိတော့တဲ့ဘဝမှာအားကိုးပြီးလက်ထပ်လိုက်ပါတယ်အစပိုင်းမှာတော့ညွှတ်ဆွေဟာအလုပ်တွေကိုစ조사လုပ်ပြီးအေးမြကိုပြောအောင်ထားပေးခဲ့ပါတယ်ဒါပေမဲ့ညွှတ်ဆွေဟာနောက်ပိုင်းမှာတော့အချိုးတွေပြောင်းလာခဲ့ပြီးအရက်တွေတောက်ကအပျော်ပါးတွေကိုလိုက်စားလာခဲ့ပါတယ်အေးမြကတော့အပျော်ပါးလိုက်စားလာတဲ့ယောက်ျားဖြစ်သူကိုသိမခံနိုင်တော့ပဲ အကိုဘာလို့အခုလိုတွေလောက်လာရတာလဲ ဒီမှာငါနေ့ကိုရှာကျွေးနေတာလေငါဘာလုပ်ပေါ့ညွှတ်ဆွေကအေးမြကိုကန်ထည့်လိုက်ပါတယ်အေးမြတယောက်ယောက်ျားဖြစ်သူရဲ့နှိပ်စက်မှုတွေကိုပါခံလာခဲ့ရပါတယ်အေးမြကတော့ယောက်ျားဖြစ်သူရဲ့နှိပ်စက်မှုတွေကိုတွေးကိုစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်တနေ့မှာတော့အေးမြနဲ့ရင်းနှီးတဲ့အိမ်နီးနားချင်းမြင့်ကြီးဟာမြင်သွားပြီးအေးမြနေမကောင်းဘူးလားယောက်ျားနေရောအဆင်ပြေရလားအေးမြကလည်းမြင့်ကြီးကိုသူခံစားနေရတာတွေကိုရင်ဖွင့်ပြောပြလိုက်ပါတော့တယ်မြင့်ကြီးနဲ့ပြောဆိုနေတာကိုခလလန်းကညွတ်ဆွေကမြင်လိုက်ရပါတယ်မြင့်ကြီးကလည်းအေးမြကိုတနာသွားခဲ့ပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ညွတ်ဆွေကလည်းအယမ်းကိုဒေါသထွက်သွားခဲ့ပြီးညရောက်တဲ့အချိန်မှာပဲ
အေးမြကိုကိုထိလက်ရောက်နှိပ်စက်လိုက်ပြီးအမူးလှူနေခဲ့တာကြောင့်အေးမြကိုတပ်ပစ်လိုက်မိသွားခဲ့ပါတယ်။ညွတ်ဆွေကအေးမြကိုခက်လန်းမှာပဲအမြန်မြေမြုပ်ပစ်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လည်းညွတ်ဆွေဟာမြင့်ကြီးကရိတ်မိသွားမှကြောက်တာကြောင့်သူ့ရဲ့ဆရာအောက်လန်းဆရာစီကိုအကူအညီတောင်းဖို့အတွက်ခပ်သွဲထွက်လာခဲ့လိုက်ပါတယ်။အောက်လန်းဆရာဖိုးတော်ကတော့ညွတ်ဆွေအရန်ကိုယုံကြည်အားကိုးတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်။အာညွတ်ဆွေပါလားဒီအချိန်ကြီးကျမှဘာများအရေးကြီးလို့လဲဆရာကူညီပေးပါဦးကျွန်တော်လူတက်လိုက်ပြီလို့ပါဟေးလူတက်မိတာကအလောင်းဖြောက်လိုက်ပေါ့တက်လိုက်မိတာကကျွန်တော်မိမပါဆရာကြီးတခြားသူတွေကရိပ်မိသွားမှဆိုးလို့ပါဒါဆိုရင်မင်းမိမကိုမြုပ်ထားတဲ့နေရာကိုလိုက်ပြပေးပါဦးဒီလိုနဲ့အောက်လန်းဆရာလည်းညွတ်ဆွေနဲ့အတူအေးမြရဲ့အလောင်းကိုမြင်တွေ့လိုက်ရပါတယ်ဒီအလောင်းကိုအောက်လန်းနဲ့စီရင်ပြီးအခြားသူတွေမရိပ်မိအောင်လုပ်ရမယ်ကွာအောက်လန်းဆရာကစီးဝိုင်းထဲမှာထိုင်ပြီးမဒန်တွေကိုရွတ်ဆိုနေလိုက်ပါတယ်စီးဝိုင်းထဲမှာတော့အေးမြရဲ့အလောင်းကိုထားထားပါတယ်အောက်လန်းဆရာကအမိတ်ပေးလိုက်တော့အေးမြကသူ့အလောင်းကိုသူပြန်ပြီးကိုက်စားပစ်လိုက်ပါတယ်အောက်လန်းဆရာကအေးမြရဲ့သွေးတွေကိုပေးလိုက်ပြီးဒါကိုမင်းသတိမထားမိစေချင်တဲ့သူကိုသွေးစွပ်ပေးလိုက်အောက်လန်းဆရာကညွတ်ဆွေကိုတေချာမာလိုက်ပါတယ်မနေ့စောစောမှာတော့ညွတ်ဆွေကမြင့်ကြီးကိုဘီယာတိုက်ပါတော့တယ်ဟေးမင်းမနဲ့အဆင်ပြေရဲ့လားပြေးပါတယ်ဗျာဒီလိုပါပဲတခါရန်တော့ဖြစ်တာပေါ့ဗျာညွတ်ဆွေကမြင့်ကြီးကိုအေးမြရဲ့သွေးနဲ့လမ်းပြီးတော့တောက်လိုက်ပါတယ်အဲ့နောက်ပိုင်းမှာတော့မြင့်ကြီးတယောက်မျက်လုံးထဲမှာအေးမြကိုသာမြင်နေရပြီးအတူတူစကားတွေထိုင်ပြောပြခဲ့ကြပါတယ်တနေ့မှာတော့အောက်လန်းဆရာဟာအေးမြရဲ့ဝိညာဉ်ကိုခိုင်းစားဖို့လုပ်ပါတော့တယ်သူ့ရဲ့မဒန်တွေနဲ့မမ်းမုံရင်အေးမြကိုခိုင်းစေဖို့စီရင်နေခဲ့ပါတယ်ထို့အချိန်မှာပဲအောက်လန်းဆရာရဲ့အိမ်ကိုရောက်လာတဲ့ညွတ်ဆွေကမြင်သွားခဲ့ပါတယ်အာဆရာဒါကဘာလုပ်တာလဲဗျသူ့ကိုခိုင်းစားမလို့လေသူကကျွန်တော်ကိုပြန်ပြီးတော့ဒုက္ခပေးလိုက်ရင်ဘယ်လိုလုပ်မလဲဗျအဲ့ဒါတွေငါမသိဘူးငါသိတာကသူ့ကိုပြန်ပြီးတော့အသုံးချဖို့ပဲညွတ်ဆွေကဒေါသထွက်သွားပြီးတနနဲ့အောက်လန်းဆရာကြီးကိုပြစ်လိုက်ပေမဲ့အောက်လန်းဆရာကတော့ဘာမှဖြစ်မသွားပဲညွတ်ဆွေကိုပြန်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်ညွတ်ဆွေနဲ့အောက်လန်းဆရာတို့ကအချင်းချင်းအပြန်အလှန်တိုက်ခိုက်ကြရင်အောက်လန်းဆရာကညွတ်ဆွေကိုဓာတ်နဲ့ခုတ်ချလိုက်ပါတော့တယ်ညွတ်ဆွေလည်းပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်အောက်လန်းဆရာကညွတ်ဆွေကိုကြည့်ကအားပါတရရေမောနေလိုက်ပါတယ်ထို့အချိန်မှာပဲအောက်လန်းဆရာဒီညတော့နေ့ရက်လှည့်ပဲနေတော့နှစ်ယောက်လုံးတိတ်ကြစမ်းတရေမကလက်ထက်ကတူကြီးနဲ့အောက်လန်းဆရာကိုအားကုန်ထူးချလိုက်တာအောက်လန်းဆရာလည်းအတန်နဲ့ကြီးနဲ့အော်ရင်သေဆုံးသွားခဲ့ပါတော့တယ်အခုဆိုရင်တော့အောက်လန်းဆရာရောညွတ်ဆွေတို့ကပါသေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်အေးမြကအောက်လန်းဆရာရဲ့အစီအစဉ်တွေကိုပါဖျက်ဆီးပစ်လိုက်ပြီးအိမ်ကြီးကိုပါမီးရှို့ပစ်လိုက်ပါတော့တယ်အေးမြကမြင့်ကြီးစီကိုပါသွားလိုက်ပြီးအကျိုးအကြောင်းပြောပြလိုက်ပါတယ်သူမရဲ့အလောင်းရှိရာကိုပါခေါ်သွားခဲ့ပြီးကျမကိုကောင်းမွန်တဲ့နေရာကိုရောက်ဖို့ကူညီပေးပါအေးမြကအကျိုးအကြောင်းပြောကပျောက်ကွယ်သွားခဲ့ပါတော့တယ်မြင့်ကြီးလည်းအေးမြပြောသလိုကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပေးခဲ့ပြီးအမျှပေးဝေပေးခဲ့ပါတယ်